2026 ခုနှစ်မေလ25ရက်နေ့တွဲရရှိထားတဲ့မြန်မာပြည်တွင်းနိုင်ငံရေးစီးရေးတရင်ကောင်းတွေများအစီအစဉ်ကိုတင်ဆက်လိုက်ပါတယ်။ရခိုင်ပြည်နယ်အတွင်းစစ်ကြောင်းထိုးဝင်ရောက်လာတဲ့တပ်မ55ဗျူဟာမှုဦးဆောင်တဲ့စစ်ကြောင်းကိုအာရခတပ်တော် AA ကကြားဖြတ်တိုက်ခိုက်ခဲ့လို့အထိနာခဲ့ကြောင်း AAC တရင်ရင်းမြစ်ကသိရပါတယ်။ပဲခူးတိုင်းပြည်အကျဉ်းထောင်ထဲမှာမတရားဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ပြည်မြို့ကအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင်နိုင်ငံရေးအကျဉ်းသားကိုထေးအောင်နိုင်ဟာအကျဉ်းထောင်တွင်ဆေးဝါးဆောင်ရှောက်မှုအချိန်မီမရရှိခဲ့တာကြောင့်မေလ22ရက်နေ့မှာနှလုံးသွင်းကြောခြင်းယောဂါနဲ့ကွယ်လွန်သွားတယ်လို့အကျဉ်းထောင်နဲ့နှီးစပ်သူတွေထံကသိရပါတယ်။ရှမ်းပြည်နယ်အရှေ့ပိုင်းမိုင်းခတ်မြို့နယ်မှာအွန်လိုင်းလိမ်လည်မှုနဲ့အွန်လိုင်းလောင်းကစားလုပ်ငန်းတွေလုပ်ကိုင်နေသူ126ယောက်ဖမ်းမိတယ်လို့စစ်အာဏာရှင်ဘက်ကထုတ်ပြန်ချက်တွေအရသိရပါတယ်။လောင်းလုံးမြို့နယ်အတွင်းစစ်ကြောင်းထိုးနေတဲ့စစ်တပ်နဲ့တော်လှန်ရေးတပ်တွေတိုက်ပွဲဖြစ်ပွားပြီးစစ်သား3ဦးသေဆုံးကစစ်တပ်ကဂွန်အင်းရွာကပြည်သူ9ဦးကိုလည်းလူသားတိုင်းဖြစ်ဖမ်းဆီးသွားတယ်လို့ဒေသခံတွေထံကသိရပါတယ်။မကွေးတိုင်းမြိုင်မြို့နယ်လင်းကတော်ရဲစခန်းကထွက်လာတဲ့စစ်ကော်မရှင်စစ်တပ်စစ်ကြောင်းကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ရမှာစစ်သား2ဦးသေဆုံးပြီး3ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့မြိုင်မြို့နယ်ပကဖကထုတ်ပြန်ပြောဆိုထားပါတယ်။